ဓမ္မယုံကြီးမှာအိုက်လွန်းလို့တဲ့ပံကာတလုံးမှမရှိအတန်ရှဲဆက်မှတ်ကောင်းလို့တဲ့ဘုန်းကြီးကကိုယ်ဆက်နဲ့ကိုလာဟောပါတယ်မိပြည့်ရင်အစင်နဲ့ဖြစ်ဖို့ရန်ကိုတံမိစက်နဲ့ကိုလာခဲ့ရပါတယ်ကံကြိုမဲ့လူမရှိလို့ကိုကန်းနဲ့ကိုလာခဲ့ရပါတယ်မလေးဓမ္မယုံကြီးလိုနေလိုက်တာတွေဟုတ်လားအဲ့ဒါကြောင့်လိုနေတာတွေကိုသိရင်ရှိတန်လေးတွေကိုဖွဲ့မထားနဲ့ရှိတန်လေးတွေကိုဖွဲ့ထားတာဘာပါလဲမေစရိယာယတဘာယတိမေစရိယတဘာယတိမေစရိတတိဝါတတတောဘယံနဲ့ဒါကသုတ်တံပိုင်ခုဘုန်းကြီးတို့ black book မှာရေးပေးထားတာကအဘိဓမ္မာကျမ်းကအဘိဓမ္မာကျမ်းကဘာပြောသလဲစိတ်စေတသိက်တစ်လုံးစီရဲ့ပင်ကိုယ်သဘောလေးတွေကိုဖော်ပြတယ်စိတ်စေတသိက်တစ်လုံးစီရဲ့ပင်ကိုယ်သဘောကလေးများကိုဖော်ပြတယ်ဒါအဘိဓမ္မာရဲ့သဘောသုတ်တံကတော့ထိုသဘောတရားကိုအခြေခံပြီးတော့ကျင့်ရမယ်ကျင့်စဉ်တွေကိုဖော်ပြတယ်လူမှုရေးတွေကိုများကြီးအဓိပ္ပာယ်ရောက်စေခြင်းလို့ဘုန်းကြီးကသုတ်တံကိုမနေ့တုန်းက ethical system လို့ပြောပြထားခဲ့တယ်တကယ်တော့ ethics ဆိုတဲ့ဥစ္စာဟာလူမှုရေးကျင့်ဝတ်တဲ့ကိုများကြီးဝင်သွားတဲ့စကားပါ morality လို့ဆိုမှပိုကောင်းပါတယ်သို့သောဗုဒ္ဓဘာသာတရားတော်မှာ morality လို့ခေါ်တဲ့ကိုကျင့်တရားသီလတရားဟာအထွတ်အထိပ်မဟုတ်သေးဘူးဆိုတာကိုမှတ်တာပါ morality is the beginning of Buddhism ကိုကျင့်တရားဆိုတာဗုဒ္ဓဘာသာတရားတော်ရဲ့အစပဲရှိသေးတယ်ဌာနချက်ကိုဘုရားပရိသတ်ဟိုတစ်ဖက်ပြောင်းပြန်စဉ်းစားရင်သဘောပေါက်ကြmorality လို့ခေါ်တဲ့ကိုကျင့်တရားကိုအထွတ်ထိပ်ထားတဲ့ဘာသာတရားတွေများစွာရှိတယ်ဗုဒ္ဓဘာသာတရားတော်က morality လို့ခေါ်တဲ့ကိုကျင့်တရားသည်အထွတ်ထိပ်မဟုတ်သေးပါဘူး morality ကဗုဒ္ဓဘာသာတရားတော်ရဲ့အစပဲရှိပါသေးတယ်အဲ့ဒါကြောင့် morality is the beginning of the Buddhism ကိုရောကဘယ်နဲ့လက်တန်းတွေလျှောက်ရွတ်နေသလားလို့ဆိုလို့ရှိရင်ဘုန်းကြီးတို့ဒေသနာတော်အရှိကိုဘုန်းကြီးပြပါအောင်မယ်သာသနာသသီလံအာဒီအဲ့ဒီစာပေသည်ဘုန်းကြီးတို့ဒီကငါးညပိဋကသုံးပုံနေရာခက်များမှာရှိပါတယ်အထူးသဖြင့်ပါဠိဘုဒ္ဓရှိကြတဲ့ပုဂ္ဂိုလ်တို့အတွက်ဘုန်းကြီးတို့ဖောက်တယ်ချရမယ်ဆိုရင်အာဒီကလယာဏံမေဇေကလယာဏံပရိယောသနာကလယာဏံအာဒီကလယာဏံမေဇေကလယာဏံပရိယောသနာကလယာဏံမြတ်စွာဘုရားတရားဟောသည့်အခါအာဒီကလယာဏံအစ၌ကောင်းသောမေဇေကလယာဏံအလယ်၌ကောင်းသောပရိယောသနာကလယာဏံအဆုံး၌ကောင်းသောအစအလယ်ဆုံးသုံးချက်လုံးကောင်းသောတတ္ထအနည်းနှင့်ပြည့်စုံသောသပြင်းစနံတတ္ထာနှင့်လည်းပြည့်စုံသောကေဝလပရိပုံဏံအလုံးစုံပြည့်စုံ၍နေသောပြည့်စုံပုံမနေ့တုန်းကပြောပြတယ်ပြည့်စုံပုံသဘောတရားလည်းပြည့်စုံတယ်ကျင့်စဉ်လည်းပြည့်စုံတယ်စီကံလည်းပြည့်စုံတယ်ဘယ်နှမျိုးစုံသဘောတရားဟူသည်ပြီးတော့မှကျင့်စဉ်ဟူသည်သုတ်တံစီကံဟူသည်ဝိနည်းဒါလောက်စုံတဲ့သာသနာမျိုးသည်ဗုဒ္ဓသာသနာတခုပဲရှိတယ်လို့ဘုန်းကြီးတို့ဆိုရပါတယ်အဲ့ဒါကြောင့်ကေဝလပရိပုံဏံအလုံးစုံပြည့်စုံ၍နေပေထသောကျင့်စဉ်နဲ့စီကံတွေရှိကောင်းရှိလိမ့်မယ်သဘောတရားမရှိတဲ့နိစ္စနစ်တွေဟာအလွန်များပါတယ်
ဗုဒ္ဓဒေသနာတော်မှာကတော့အဘိဓမ္မာတရားတော်ဟာဘယ်လူဘယ်နတ်ဘယ်ပြည်မှာဘယ်သတ္တဝါမှလိုက်လို့မမီတဲ့သဘောတရားတို့ဖြစ်ပါတယ်ကေဝလပရိပုံဏအလုံးစုံပြည့်စုံဒီတော့ဆိုလိုတာကလေးဟာဘုန်းကြီးတို့မြတ်ဗုဒ္ဓဟောတဲ့တရားသည်အစကောင်းအလယ်ကောင်းအဆုံးကောင်းတဲ့တရားကိုဟောတယ်တဲ့အစအလယ်ဆုံးသုံးချက်လို့ကောင်းတဲ့တရားကိုဟောတယ်တဲ့အစဆိုတာဘာလဲအလယ်ဆိုတာဘာလဲအဆုံးဆိုတာဘာလဲဆိုပြီးတော့အာရိကလျာဏမစ္စေကလျာဏပရိယောသနာကလျာဏဆိုတဲ့အဲ့ဒီပါဠိတော်များကိုအကျေဖွင့်ပြတဲ့အထကတာကျမ်းများတီကာကျမ်းများမှာအာရိကလျာဏဆိုတဲ့ပုတ်မစ္စေကလျာဏဆိုတဲ့ပုတ်ပရိယောသနာကလျာဏဆိုတဲ့ပုတ်အဲ့ဒီပုတ်တွေကိုဖွင့်ပြတဲ့ပါဠိအထကတာတီကာတို့ကိုမှွေနှောက်ချောက်ချကြည့်ရင်ဒီပုတ်တီနဲ့ဆက်နွယ်တဲ့နေရာတိုင်းမှာသာသနာတော်ရဲ့အစသည်သီလအလယ်ကသမာဓိပညာသည်အဆုံးလို့ဒီလိုဖော်ပြထားတာကိုတွေ့ရမယ်ဗုဒ္ဓသာသနာတော်ရဲ့အစကသီလအလယ်ပိုင်းဆိုရင်သမာဓိအဆုံးဆိုတော့ပညာဒါကြောင့်ဘုန်းကြီးကဗာပြောလိုက်လေသာသနာသသီလံအာဓိဒါအထကထာစကားသာသနာတော်ရဲ့အာဓိအစသည်ကသီလံသီလပါပဲဒီသာသနာတော်ရဲ့အစပါတဲ့လေအဲ့ဒါကြောင့် Buddhism is beginning morality is a beginning of Buddhism ဒီလိုပြောပါတယ်ဗုဒ္ဓဘာသာတရားတော်မှာသီလသည်ထိတ်ဆုံးကမဟုတ်သေးဘူးအစပဲရှိသေးတယ် morality လို့ခေါ်တဲ့ကိုကျင့်တရားကိုထိတ်ဆုံးကထားကြတဲ့တခြားဝါဒတွေမြောင်များစွာရှိကြမယ်နော်ဗုဒ္ဓဝါဒမှာ morality သည်စာယုံလေးစားရသေးတယ်ကိုကျင့်ကောင်းတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဗုဒ္ဓတရားတော်မှာစာယုံလေးပဲရှိသေးတယ်လို့သဘောကျလိုက်သီလပြည့်စုံတဲ့ပုဂ္ဂိုလ်သည်ဗုဒ္ဓတရားတော်မှာစာယုံကလေးရှိပါသေးတယ်ဟုတ်လားဒီတော့သုတ်တံပိဋကကကျင့်စဉ်တွေမျိုးစုံလုံးလို့တဲ့လူမှုရေးကျင့်ဝတ်တွေပါသွားစေခြင်းတဲ့အတွက်ကြောင့်သုတ်တံကိုဘုန်းကြီးတို့က ethics ဆိုပြီးတော့ဒီလိုပြောပြထားပါတယ်တကယ်တော့အဲ့ဒီထဲမှာ morality ကပိုးနေပါတယ် ethics နဲ့ morality နဲ့ကွာသေးတယ်စန္ဒီကျင့်ဝတ်သမီးကျင့်ဝတ်သားကျင့်ဝတ်ဆိုတာမျိုးတွေဟာ ethical system ပါပဲပါဏာတိပါဒဝေရမဏိစသည်တို့ကြတော့သားဟုတ်သမီးဟုတ်ဇနီးဟုတ်မဟုတ်ခြင်းဟုတ်မဟုတ်ခြင်းနဲ့လူသားတိုင်းအတွက်ကျင့်ရမယ်ကျင့်ဝတ်က morality သူတစိမ့်တည်းသားလောက်သာကွက်ပြီးတော့သားသမီးနဲ့မိဘဆရာနဲ့တပည့်အဲ့ဒီလိုကျင့်ရမယ်ကျင့်ဝတ်မျိုးကြတော့ ethical system လို့ဘုန်းကြီးတို့ဒီလိုသဘောကျပါတယ်။တိုင်းဒီတော့ရှိပါစေ။ခုဘုန်းကြီးတို့ပြောပြထားတဲ့သဘောတရားစေတသိက်52ထဲကအဘိဓမ္မာနိအယမစ္စရိယစေတသိက်တစ်လုံးရဲ့သဘောကိုရပါလားအတ္တသံပတ္တိမိမိမှာရှိနေတဲ့ပြည့်စုံမှုကလေးတွေကိုနိဂုဟနလက္ခဏာဘာလို့ထားလဲဖွဲ့လာတယ်အိတ်ထဲမှာ100ရန်ပါတယ်လူမသိစေနဲ့10ရန်လောက်ထုတ်တယ်10ရန်ပါလာတဲ့လူက10ရန်မမြင်ကြစေနဲ့ဒေါက်တာမင်းတင်မောမမြင်စေနဲ့တကြတန်ကိုထုံးမယ်အဲ့ဒါပါလဲနေကိုနလက္ခဏာရှိတာကိုသုံးဝှက်နေကြတာဗာများပါလိမ့်မစ္စရိယဒုက္ခပေးလိမ့်မယ်အဲ့ဒါဒုက္ခပေးလိမ့်မယ်အဲ့ဒီမစ္စရိယသည် cause of a suffering ပဲဒုက္ခရဲ့အကြောင်းဟာသူပဲကိုယ်ရှိတာလေးတွေကုံသွားမှကြောက်လို့မပြီးဘူးဆိုတော့
မပေးခြင်းကြောင့်ပဲမရှိဘူးဆိုတာဟာဖြစ်တတ်တယ်တောင်ကိုသုတ်တံပိုင်းကဘာပြောလဲယတဘာယတိမစ္စရိယတဘာယတိမစ္စရိမစ္စရိယသမားသည်ကုံမာကိုကြောက်တယ်မစ္စရိယသမားဘာကြောက်တရေဝတရရောဘယံကုံမာကြောက်တယ်မရှိမှကြောက်တယ်ဆိုတဲ့မစ္စရိယသမားအဲ့ဒီမစ္စရိယကြောင့်ဘဝအဆက်ဆက်တိရှိတာတွေလည်းကုံသွားတတ်တယ်နှစ်မရသေးတဲ့ဥစ္စာတွေလည်းရမလာတော့ဘူးတဲ့အဲ့ဒီမကောင်းကျိုးနှမျိုးဖြစ်တတ်ပါတယ်မစ္စရိယသမားသည်ကုံမှာကြောက်တဲ့အတွက်ကြောင့်မပေးတော့နောက်အခါရှိတာလေးတွေလည်းကုံသွားနိုင်တယ်ကုံသွားပြီးနောက်ပြန်ရမယ့်ဥစ္စာတွေလည်းမရတော့ဘူးတဲ့သူကြောက်တဲ့ဘေးသူရင်ဆိုင်ရမယ်လို့ဆိုလိုပါတယ်ဟုတ်လားမစ္စရိယသမားကြောက်တာကကုံမှာရဲ့မရှိမှာရဲ့ဒီလိုမဟုတ်လားကုံမဲ့ဘေးမရှိတဲ့ဘေးကြီးကိုကြောင်းနေတဲ့မစ္စရိယသမားသည်အဲ့ဒီဘေးကိုဧကံရင်ဆိုင်ရမည်ဟု၍မှတ်ပါဘုရားတော်ပရိသတ်ကြောက်เสียကောင်းတဲ့ဘေးတစ်မျိုးကုံခြင်းမရှိခြင်းမရခြင်းဟုတ်လားဒီတော့ကုံအောင်မရှိအောင်မရအောင်ဘသူနှိမ့်ဆက်နေသလဲဆိုရင်မစ္စရိယကနှိမ့်ဆက်နေတာဒီတော့ကုံခြင်းမရှိခြင်းမရခြင်းသည်ဘာသစ္စာဖြစ်မလဲဒုက္ခသစ္စာကုံသွားတာတွေမရှိတာတွေမရတာတွေကဒုက္ခသစ္စာကုံအောင်မရှိအောင်မရအောင်လုံးနေတဲ့မစ္စရိယတရားကသမုဒယသစ္စာအဲ့ဒါသစ္စာတရားစေတသိက်တစ်လုံးချင်းတစ်လုံးချင်းကိုသစ္စာဖွင့်ရင်ဘုန်းကြီးတို့ပရိသတ်ကြီးသစ္စာတရားဟာပြောလို့ကုန်မယ်မဟုတ်တော့ပါဘူးခုမစ္စရိယစေတသိက်တစ်လုံးကိုသမုဒယသစ္စာဒုက္ခသစ္စာလို့ဝဋ်သစ္စာကိုဘုန်းကြီးတို့ပေါ်ပြတယ်ဝဋ်သစ္စာတန်တရာဝဋ်၌ဖြစ်သောသစ္စာဟုတ်လားပရိသတ်ကြီးရပြီလားကုံမှမရှိမှမရမှကြောက်တယ်ဆိုတဲ့ပုဂ္ဂိုလ်သည်ကုံမှမရှိမှမရမှကြောက်တယ်ဆိုတဲ့ပုဂ္ဂိုလ်သည်မိစ္ဆရိယနှိပ်စက်ပြီးတော့မပူပဲသာနေမိရင်ကုံခြင်းမရခြင်းမရှိခြင်းဆိုတဲ့ဒုဒုက္ခကိုရင်ဆိုင်ရမည်အဲဒီကုံသွားမှကြောက်တယ်မရှိမှကြောက်တယ်မရမှကြောက်တယ်ဆိုတဲ့မစ္စရိယဒီပင်လည်းသမုဒယသစ္စာသူကအကြောင်းကုံရင်းဆိုတဲ့ဒုက္ခရှိတာလေးတွေကုံရတဲ့ဒုက္ခလိုချင်တာမရတဲ့ဒုက္ခဟုတ်လားရှိပြီးတာတွေကုံသွားတဲ့ဒုက္ခလိုချင်တာမရတဲ့ဒုက္ခအဲဒီဒုက္ခကဘယ်သူကြောင့်ဖြစ်မစ္စရိယကြောင့်မစ္စရိယဒီဘာသစ္စာလဲသမုဒယသစ္စာရှိတာလေးတွေကုံနာရဲ့ကုံပြီးရင်ပြန်မရတာရဲ့အဲ့ဒါကဒုက္ခသစ္စာယံပိဿနလပတိတံပိဒုက္ခံဆိုရင်တော့အလုံးသိပါတယ်ဟုတ်လားကဲဘုရားတို့ပရိသတ်ခုဘာသစ္စာတဲ့ကိုဘုရားတို့ပရိသတ်ရောက်နေတယ်ပိုက်ဆံအိတ်ဖွက်ထားတဲ့လူတွေဘယ်သစ္စာထဲမှာနေနေလဲသမုဒယသစ္စာထဲမှာခုရောက်နေတယ်အဲ့ဒီသမုဒယသစ္စာကိုသိုးလောင်ထားရင်နောင်ဘာသစ္စာဖြစ်လာမလဲဒုက္ခသစ္စာကိုဘုန်းကြီးတို့ပရိသတ်ရှောင်လွှဲဖို့ရန်သမုဒယသစ္စာကိုပေရှားကြပါစို့ဟုတ်လားဒုက္ခသစ္စာကိုရှောင်လွှဲဖို့သမုဒယသစ္စာကိုပေရှားစို့ဘာပေရမလဲမစ္စရိယကိုပေရမယ်အဲ့ဒီမစ္စရိယဘာနဲ့ပယ်မလဲဆိုတော့ဒါနနဲ့ပယ်တဲ့ဟုတ်လားဒါနနဲ့ပယ်နောက်နေ့ကဟောဒီမှာပံကာတက်အောင်တန်ချက်ဆက်ဆင်ရအောင်မဲဓမ္မယုံကြီးမှာတဲတဲဝါဝဖြစ်တော့အောင်ဘုရားတို့ပြိဿလောက်ကြရလိမ့်မယ်တဲ့ကတော်ဓမ္မယုံတော်ကြီးရွှေတုသပင်ဆင်နွဲ
250ပွဲကြီးတော့ပြီးသွားဓမ္မယုံမှာခုရွှေလိုဝင်းပြီးတော့မနေသေးဘူးဆိုတော့ဘာဖြစ်နေပါလဲဝတ်ထားလို့သပုရိယသစ္စာထဲမှာဒါကြောင့်ဒီကနေ့ပြိဿပေါင်းသူတော်ကောင်းတို့အတွက်ဘုန်းကြီးတို့ပြိဿပြောစမ်းပြစေအောင်ဣဒာပိသနာဝတန္တိဣဒ္ဓမိစေရပိလိတာတသမဝုဒ္ဓိကာမတေဟနေယုံတကဝေရိနောဣဒ္ဓမိစေရပိလိတာဣဒ္ဓမိစရိယတယနပါနှိမ့်ဆက်ခံကြရကုန်သောယေနရချင်းလူယောနပါတတဝါတို့သည်ဣဒဝါဤဘဝမှာပဲဖြစ်ဖြစ်ပိစ္ဆာဝါနောက်ဘဝမှာပဲဖြစ်ဖြစ်နဝတန္တိကြီးပွားနိုင်ခြင်းမရှိကြလေကုန်ဣဒ္ဓမစ္စရိယနှိမ့်ဆက်ခံရရင်ယခုလောလောဆယ်ဖြစ်ဖြစ်နောက်အခါမှာပဲဖြစ်ဖြစ်မကြီးပွားနိုင်ဘူးမတိုးတက်နိုင်ဘူးတဲ့ဘုန်းကြီးတို့အမျိုးကောင်းသားတွေအမျိုးကောင်းသမီးတွေဟာကြီးပွားတိုးတက်မှုကိုအမြဲတမ်းမျှော်လင့်နေကြတဲ့ပုဂ္ဂိုလ်တွေကြီးပါပဲသောတော်လည်းပဲဣဒ္ဓမစ္စရိယနှိမ့်ဆက်ရင်မကြီးပွားဘူးတဲ့အဘိဓမ္မာကဒီလိုပြောတယ်ဣဒပိသနဝတန္တိဣဒ္ဓမစ္စေရပိလိတာဣဒ္ဓမစ္စေရပိလိတာဣဒ္ဓမစ္စရိယတရားနှစ်ပါးနှိမ့်ဆက်ခံရကုန်သောယေနရခြင်းလူတို့သည်ဣဒဤဘဝမှာဖြစ်ဖြစ်ပိသနောက်ဘဝမှာနောက်လောကမှာဖြစ်ဖြစ်နဝတန္တိဘယ်လိုနည်းနဲ့မှမကြည်ဝနိုင်ကြလေကုန်တသမထို့ကြောင့်ဩဒ္ဓိကာမကြည်ဝတုတ္တမှုကိုလိုလားကြကုန်သောတေနရတို့လူယောနဘာသတ္တဝါတို့သည်ပကဝေရီနောပကဝေရီနောမိမိတို့ရဲ့ကိုယ်တွင်ရန်သူကြီးတွေဖြစ်၍နေကြကုန်သောပကဝေရီနောမိမိတို့ရဲ့ကိုယ်တွင်ရန်သူကြီးတွေဖြစ်၍နေကြကုန်သောတေတောဣဒ္ဓမစ္စရိယတရားနှစ်ပါးတို့ကိုဟနေယုံမိမိတို့ရဲ့တဏ္ဍာမှာဒဇကမမကြံအောင်ပယ်ရှင်းတော်မူကြပေကုန်ရသတည်းမစ္စရိယရဲ့သဘောလက္ခဏာအတ္တတံပတ္တိနိကုဟနလက္ခဏာမိမိဤပိုင်ဆိုင်မှုတွေပြည့်စုံမှုတွေကိုသို့ဝှက်သောသဘောသည်မစ္စရိယအဲဒါကြောင့်ဝှက်ထားခြင်းဟာမစ္စရိယပါပဲဘာကြောင့်ဝှက်ထားသလဲကုံမှာကြောက်လို့ကုံမှာကြောက်လို့ဝှက်ထားတဲ့ပုဂ္ဂိုလ်ဒီဘဝအဆက်ဆက်ကုံနဲ့ဘေးနဲ့ပဲရင်ဆိုင်ရတတ်ပါတယ်တဲ့သုတ်တံအဘိဓမ္မာ2ရပေါင်းစပ်ရင်ဒီနိယမှထွက်လာအဲဒါကြောင့်ဘုန်းကြီးတို့ပရိသတ်များသည်ရှိတန်လေးတွေလည်းမကုံရအောင်ကုံသွားပြီးတော့လည်းပဲပြန်၍အပြည့်ရလာအောင်မစ္စရိယကိုဒါနနဲ့နှိမ်နှင်းကြပါလို့ဘုန်းကြီးတို့ကအထူးတိုက်တွန်းပါတယ်ဘုန်းကြီးတို့9ရက်ဤတက္ကသိုလ်ဗုဒ္ဓဘာသာသင်ကြီးကဆင်ញံကျင်းပတဲ့ဟောပြောပွဲမှာဟောပြောချက်တို့သည်အတန်ဖန်တိတ်ခွေထဲမှာဆိုလို့ရှိရင်8ခွေ9ခွေကရှိမှာပါ8ကို9ခွေကရှိတဲ့ထိုတိတ်ခွေကိုဘုန်းကြီးတို့စာအုပ်ပြုစုပြီးတော့ထုတ်ဝေလိုက်မယ်ဆိုလို့ရှိရင်တက္ကသိုလ်ဓမ္မယုံကြီးအတွက်များစွာအကျိုးကျေးဇူးဖြစ်ပါလိမ့်မယ်ဘုန်းကြီးတို့ရည်ရွယ်ထားပါတယ်ထိုရည်ရွယ်ချက်ကိုယခုဘုန်းကြီးတို့ကြေညာပါတယ်ဘုန်းကြီးတို့9ရက်တာကာလပတ်လုံးဟောပြောထားတဲ့ဟောပြောချက်အကုန်လုံးကိုဘုန်းကြီးရဲ့တငယ်ချင်းသတင်းသုံးပေါ်ရှင်သစ္စာဝန္တဆရာတော်ကအတန်ဖန်တိတ်ွေကနေလက်ရေးစာမူရှိအောင်ပြုစုပါလိမ့်မယ်
လက်ရေးစာမှုဖြစ်လာတဲ့အခါဘုန်းကြီးကဒုစာမှုကိုအချော့ကင်ပြင်ဆင်တိဖြတ်ပြီးတော့တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းကြီးနဲ့တကွဤဓမ္မသဘင်သို့ဟောပြောပွဲသို့တက်ရောက်လာကြတဲ့သူတော်စင်အပေါင်းတို့တွေကတဦးချင်းဖြစ်စေအသင်းဖွဲ့လိုက်ဖြစ်စေနှစ်ဦးသုံးဦးစုပေါင်း၍ဖြစ်စေစာအုပ်ပြုစုပြီးတော့ထိုးဝေလိုက်မယ်ဆိုလို့ရှိရင်ဘုန်းကြီးတို့မျှော်မှန်းတယ်ပေါ့ဒုစာအုပ်ကဖြစ်ပေါ်လာတဲ့အကျိုးအများဟာဤတက္ကသိုလ်ဓမ္မယုံကြီးအတွက်2000ခွဲအောက်မနှဲဘူးလို့ဘုန်းကြီးတို့မျှော်လင့်ပါတယ်မှတ်တိုင်တရတီဖြစ်အောင်ဘုန်းကြီးတို့ပရိသတ်ဆောင်ရွက်ကြပါမှတ်တိုင်တစ်ခုဖြစ်အောင်ဆောင်ရွက်ကြပါဟုတ်လားဆရာကြီးမင်းတင်မောင်နဲ့ဗုဒ္ဓဘာသာအသင်းကြီးကဆက်လက်ပြီးတော့ဆောင်ရွက်ပါလို့ဘုန်းကြီးတို့တိုက်တွန်းပါတယ်ဘုန်းကြီးတို့နဲ့ဘုန်းကြီးတို့ရဲ့ကပ္ပိယကာရကအဖွဲ့ကလည်းပဲဤဟောပြောချက်ကိုစာအုပ်ဖြစ်အောင်ဘုန်းကြီးတို့လည်းပဲဆောင်ရွက်ပေးပါမယ်ဒုစာအုပ်သည်ဒီတက္ကသိုလ်ဓမ္မယုံကြီးအတွက်ဖြစ်ပါစေဖြစ်ပါလိမ့်မယ်ဘုန်းကြီးတို့ဒီလိုပရိသတ်အားဒီကနေ့ရှင်းကြပါတယ်အဲ့ဒီတော့ခုဘုန်းကြီးတို့မိတ်ဆွရိယစေတသိက်တစ်လုံးကိုပြောပြနေတာအတ္တတံပတ္တိဏိဂုဏလက္ခဏာရှိတာလေးဖွဲ့ထားမိတ်ဆွရိယသဘောကျတစ်လုံးတွားအောင်အတ္တတံပတ္တိအတ္တတံပတ္တိနံပရိဟိပါဒရဏဘာဝတအသဟနလက္ခဏံအသဟနရတ္တံတပံမှားရမယ်ဒီလောက်ရှင်းလျရတဲ့ပါဠိဘုန်းကြီးတို့ပရိသတ်မရဘူးဆိုတော့ဘုန်းကြီးလည်းသိပါတယ်အတ္တသံပတ္တိနံမိမိရဲ့စည်းစိမ်ဥစ္စာတို့ကိုပရိဟိကသူတစ်ပါးတို့နှစ်မာတာရဏဘာဝတဆက်ဆံသည့်အဖြစ်ကိုအသဟနရတ္တံသီမခံဘူးဆိုတဲ့ကိစ္စကိုသူကလုပ်တယ်မေစရိယရဲ့လက္ခဏာကကိုယ်ရှိတာလေးကိုဖွက်တာအဲ့ဒီမေစရိယလုံသောကိစ္စကကိုယ်ရှိတဲ့ပစ္စည်းသူများနဲ့ဆက်သွယ်ရင်သီမခံဘူးဟိဆိုတဲ့ကိစ္စမျိုးကိုသူအမြဲတမ်းလုပ်တယ်တဲ့ရတ္တဆိုတဲ့ပုတ်အရာဒီနေရာကိစ္စကိုယူရပါတယ်အတ္တသံပတ္တိနံမိမိပိုင်နာတွေကိုပရိဟိတောရဘတို့နှင့်သာရဏဘာဝသာဆက်ဆံသည့်အဖြစ်ကိုအသဟနရတ္တံသီမကနိုင်ဘူးဆိုတဲ့ကိစ္စရှိနေတာကိုမိတ်စရိယံမစ္စယာဟူ၍တထဗံမှတ်ပါတိမစ္စရိယဆိုတာမိမိပိုင်သည်ကိုသို့ဝှက်ခြင်းသဘောရှိ၏နှစ်မစ္စရိယဆိုတာမိမိပိုင်သည်ကိုသူတစ်ပါးနဲ့ဆက်သွယ်တဲ့နေရာမှာသီမခံဘူးဆိုတဲ့ကိစ္စကိုလုပ်၏သောအဲ့ဒီမစ္စရိယဖြစ်တော့ထိုမစ္စရိယသမမှာဘယ်လိုထင်ရှားသလဲထိုမစ္စရိယရှိတဲ့လူကိုထင်ရှားအောင်ဘယ်လိုကြည့်ရမလဲဆိုတော့သင်္ကောဇနပိစုပဋ္ဌာနံကြည့်လိုက်ပါတဲ့ဒီကောင်းကိုဆန်းနဲ့တို့သလိုထိုသူဖြစ်နေတဲ့အလူကံပြို့ဆိုလို့ရှိရင်နှာခမ်းလေးကတွန့်သွားတယ်နှာခေါင်းလေးကတွန့်သွားမျက်လုံးလေးကအသာလေးတွန့်သွားတယ်ပန်းလေးကရွဲ့သွားတယ်လူကံပြို့ဆိုတာနဲ့မျက်နှာကိုတွန့်လိမ်ပြီးတော့ထွက်သွားတာပဲဒီကောင်ဆန်းနဲ့တို့သလိုပဲတဲ့အဲ့ဒါစိတ်စေတသိက်တွေတွန့်သွားတဲ့အတွက်ကြောင့်ရုပ်ကြီးပါတွန့်သွားတာဟုတ်လားစိတ်တွေစေတသိက်တွေတွန့်ဆုတ်သွားတဲ့အတွက်ကြောင့်ရုပ်လည်းပဲတွန့်ဆုတ်ပါတယ်တကယ်ပြောတာကတော့စိတ်စေတသိက်တို့ဤတွန့်ဆုတ်ခြင်းကိုပြောတာပါဒါပေမဲ့အလူကံပြို့ဆိုမဲပါးစပ်ရွှဲ့သွားတာတွေရှိတယ်နော်အဲ့ဒါကြောင့်သင်္ကောဇနာပိစုပဋ္ဌာနံမစ္စရိယသမမှာဘယ်သဘောထင်ရှားနေလဲဒီကောင်ကိုဆန်းနဲ့တို့သလိုတွန့်လိန်နေတဲ့သဘောထင်ရှားပါတယ်အေး
မစ္စရိယဆိုတာဒီလိုလာတယ်ဆရာမင်းတင်မောင်ကပြောနေတယ်တွန်းနေတယ်တဲ့တွန်းနေတယ်တဲ့ဆိုတော့ဆရာကဒါဟောနေတာဖြစ်မှာပဲဆိုပြီးတော့ဘုန်းကြီးကလည်းဆရာစကားကိုထောက်ခံပြီးတော့ဒါအကျဲချက်ပြောပြတာအဲ့ဒီမစ္စရိယဒီဘာသစ္စာသမုဒယသစ္စာရှိတာလေးတွေကုံသွားခြင်းရဲ့ကုံပြီးရင်ပြန်မရတာရဲ့အဲ့ဒါကဒုက္ခသစ္စာဟုတ်လားပရမတ္ထဓာတ်သားရောက်အောင်ကောက်ကြည့်အောင်ကောက်ယူအောင်မစ္စရိယတရားသည်သမုဒယသစ္စာရှိတာတွေကုံသွားတော့စိတ်ထဲမှာတမိမြင်နဲ့ခံစားရတဲ့ဒေါမနတဝေဒနာလိုချင်တာတွေမရတဲ့အတွက်ကြောင့်စိတ်ထဲမှာတမိမြင်နဲ့ခံစားရတဲ့ဒေါမနတဝေဒနာသည်ဒုက္ခသစ္စာလို့အဲ့ဒါပရမတ္ထဓာတ်သားရောက်သွားပါတယ်ကုံသွားတာဒုက္ခသစ္စာဆိုတော့သိမရှင်းညင်ဘူးကုံသွားရင်ဒေါမနတဝေဒနာဖြစ်တယ်လိုချင်တာပြန်မရတော့ဒေါမနတဝေဒနာဖြစ်တယ်အဲ့ဒီဝေဒနာသည်ဘာလဲဒုက္ခသစ္စာဒီဝေဒနာဘာကြောင့်ဖြစ်တယ်လဲမစ္စရိယကြောင့်ဖြစ်ရတာဟုတ်လားမစ္စရိယဆိုတာစေတသိက်တို့မစ္စရိယစေတသိက်ဒီဘယ်စိတ်နဲ့ရှင်တုံးလို့မေးရင်ဒေါသနဲ့ရှင်တယ်ဘာနဲ့ရှင်ကိုယ်ပိုင်နာသူများနဲ့သွားရောရှက်မှာကိုမကျင့်납ဘူးဆိုကြဲကိုကသိမခံဘူးဆိုကြဲကိုကဒေါသတရားပိဿံအိတ်ဖွက်ပြီးတော့ဝင်လာတာဖွင့်ဆိုပဲကျင့်납မလဲဟုတ်လားပိဿံအိတ်ပိတ်ပြီးတော့ဝင်လာတာဖွင့်ဆိုရင်ပရိသတ်ကြီးကကျင့်납နိုင်သလားကိုရှိတာသူများနဲ့နည်းနည်းရောရှက်မိရင်ဆက်ဆံမိရင်မကျင့်납ဘူးဆိုသည်ကမစ္စရိယဒါကြောင့်မစ္စရိယဒီဘာနဲ့တွဲဒေါသနဲ့တွဲတယ်တဲ့ဟုတ်လားနည်းနည်းတိုးချက်မစ္စရိယရဲ့ဒေါသရဲ့မစ္စရိယကစေတသိက်ဒေါသကစိတ်ဒေါသစိတ်နဲ့မစ္စရိယစေတသိက်တို့သည်သမုဒယသစ္စာစိတ်ထဲမှာတမိမြင်တဲ့ကုံလေခြင်းဟဲ့မရလေခြင်းဟဲ့ဆိုပြီးတော့ခံစားနေရတဲ့ဒေါမနတဝေဒနာကဒုက္ခသစ္စာဟုတ်လားတကယ်အရှိကိုဘုန်းကြီးတို့ပြောနေတာမဟုတ်လားစိတ်သည်တကယ်ရှိတယ်စေတသိက်သည်တကယ်ရှိတယ်မစ္စရိယစေတသိက်တကယ်မရှိဘူးလားခံစားတဲ့ဝေဒနာစေတသိက်ကတကယ်မရှိဘူးလားအဲ့ဒီမစ္စရိယနဲ့ဒေါသကြားမှာဟိုဘက်ဒီဘက်မခံဘူးငါဟာသူများနဲ့ဆက်သွယ်မခံဘူးဆိုပြီးတော့ဖြစ်နေတဲ့ဒေါသကောအဲ့ဒီတကယ်အရှိဖြစ်တဲ့စေတသိက်စေတသိက်တို့ရဲ့တည်၍မြည်၍နေရာဖြစ်သောရုပ်ဟုတ်လားအဲ့ဒါတွေဟာပရိသတ်ကြီးအလုံးပဲမှတ်လိုက်ပါပရမတ္ထသစ္စာဘာသစ္စာပရမတ္ထသစ္စာတကယ်ရှိ၍တကယ်မှန်သောတရားဘာသစ္စာဗမာတို့ရဲ့မစ္စရိယသာလင်မပေးချင်တာလားအောက်မိတဲ့အင်္ဂလိပ်အမေရိကန်တွေရဲ့မစ္စရိယလည်းဒီတိုင်းပဲမပေးချင်ဟာတယုတ်ကလာတွေရဲ့မစ္စရိယလည်းဒီလိုပဲနတ်ဗြဟ္မာတို့ရဲ့မစ္စရိယလည်းဒီသဘောပဲမစ္စရိယသာရှိရင်ဘယ်သူမှပဲရှိမပေးဘူးဆိုတာတညီတည်းမနေဘူးလားသတ္တဝါတိုင်းအတွက်တညီတညွတ်တည်းမှန်နေတဲ့ပရမတ္ထသစ္စာနော်အဲ့ဒီမစ္စရိယသည်အင်္ဂလန်ဖြစ်အမေရိကန်ဖြစ်ဗမာဖြစ်နတ်ပြည်ဖြစ်ငရဲဖြစ်ဗြဟ္မာမှာဖြစ်ခြင်းတဲ့ဘဝဖြစ်ခြင်းတဲ့ကဘာမှာဖြစ်လိုက်ဒီသဘောကြီးတညီတည်းသွားနေတဲ့ပရမတ္ထသစ္စာဟောအတိတ်ဝေးစွာရှိကဘာဥရုံကမစ္စရိယနဲ့ဒီကနေ့ကဘာအလေခိလောက်ရောက်တဲ့မစ္စရိယဟောကဘာကုံကဏိဖြစ်တဲ့မစ္စရိယပြောင်းလဲခြင်းရှိသလားခေတ္တပြောင်းမြင်နိုင်ကြောင်းမစ္စရိယကမပေးဘူးဆိုတဲ့ဘက်ကအမြဲတမ်းနေတယ်ဘယ်တော့မှမပြောင်းကာလတိုင်းမှန်၍နေသောကြောင့်
ပါရမတ္ထသစ္စာဒေသတိုင်းမှန်၍နေသောကြောင့်ပါရမတ္ထသစ္စာပုဂ္ဂိုလ်တိုင်းမှာတသဘောတည်းမှန်၍နေသောကြောင့်ပါရမတ္ထသစ္စာမဲ့သစ္စာတရားဘုန်းကြီးတို့ပြိဿခက်သလားမခက်ဘူးခက်အောင်ပြောရင်လည်းခက်မဲ့တင်တယ်သစ္စာတရားကတကယ်မခက်တာမသိကျင်တာနဲ့မသိတာအဲ့ဒါလေးကခက်နေတာမသိကျင်တာရဲ့မသိတာရဲ့အဲ့ဒါကအခက်ဒီသစ္စာကသူ့ဟာသူမှန်းနေတာဘုန်းကြီးတို့ပြိဿမသိကျင်လို့မသိတာအဲ့ဒါမသိတဲ့လူကတခြားအမှန်တရားကတခြားသူ့ဟာသူနေနေတယ်သိလိုက်ပြီလဲဆိုရသိသူနဲ့သစ္စာနဲ့ပေါင်းသွားတယ်ဟုတ်လားအမြဲတမ်းရှိပြီးတော့မှန်းနေတဲ့ဒီသစ္စာကိုတတ္တဝါတွေမသိကြသမျှကာလပတ်လုံးဒီတတ္တဝါတွေနဲ့သစ္စာတရားနဲ့ဘာဖြစ်နေလဲတခြားစီဖြစ်နေကြသိလိုက်တဲ့အချိန်မှာအမြဲတမ်းရှိနေတဲ့သစ္စာကိုသိလိုက်တဲ့အချိန်မှာသိသူနဲ့သစ္စာတရားသည်ပေါင်းစပ်သွားပါတယ်တဲ့အဲ့ဒီသစ္စာလို့ခေါ်တဲ့အမှန်တရားသိလိုက်တဲ့ပုဂ္ဂိုလ်ဟာဘုန်းကြီးတို့ပြိဿကြီးဒုက္ခပေါင်းစုံကလွတ်မြောက်ပြီလွတ်မြောက်ခြင်းမဖြစ်သေးတောင်မှလမ်းစတော့ရပြီလို့မှတ်လိုက်ကြဟုတ်လားဗုဒ္ဓဝါဒသည်ဘယ်လိုဝါဒမျိုးလဲဆိုတာဘုန်းကြီးတို့ပြိဿသဘောပိုင်ရကြပြီပေါ့ဒီစိတ်စေတသိက်ယုတ်ဒီသုံးခုကမနေ့ကဟိုတနေ့ကပြောခဲ့တယ်သင်္ခတ္တပါရဒီမျိုးကိုဘုန်းကြီးတို့ကတကယ်ရှိ၍တကယ်မှန်တယ်ကာလတိုင်းဒေသတိုင်းပုဂ္ဂိုလ်တိုင်းမှာမှန်တယ်တို့ဖြစ်၍သူ့ကိုပရမတ္ထသစ္စာဟူ၍ခေါ်ပါသည်တဲ့ဘာသစ္စာများလဲမေစရိယစေတသိက်တစ်လုံးရဲ့သစ္စာဖြစ်ပုံကိုဘုန်းကြီးတို့ပရိသတ်၃ချက်မှတ်မိပြီနော်ကိုရှိတာဖွက်မယ်ဖွက်ထားတာလေးသူများနဲ့ရော့ရှက်ရင်သိမခံဘူးကိုပိုင်နာလေးသူများကလာတောင်းရင်တီကောင်စားနဲ့တို့သလိုတွန့်သွားတဲ့မေစရိယဟာခုဘယ်နှချက်မှတ်ရလဲဖွက်ထားမယ်ကိုပိုင်နာသူများနဲ့ဆက်ဆံရင်သိမခံဘူးပြီးတော့ပေးပါဆိုရင်တွန့်နေတာသဘောဘယ်နှမျိုးရအဲ့ဒါမစ္စရိယရဲ့သဘော၃မျိုးဟုတ်လားဒီမစ္စရိယဘာကြောင့်ဖြစ်တယ်လဲနိကတ်တဲ့အကြောင်းကိုရှာနိကတ်သောအကြောင်းကိုရှာတော့အတ္တသံပတ္တိကြောင့်ဖြစ်၏လို့မှတ်လိုက်ကြဒါတော့ဘုန်းကြီးတို့ရေးမပြတော့ပါဘူးအတ္တသံပတ္တိကြောင့်ဖြစ်၏ဘာကြောင့်မိမိပိုင်ဆိုင်မှုတွေကြောင့်ဖြစ်တာကိုပိုင်နာလေးကြောင့်မစ္စရိယဖြစ်ရတယ်ဟုတ်လားဘာကိုမှမပိုင်ထားဘူးတနည်းဘယ်အရာဝတ္ထုကိုမှသိမ့်ပိုက်မထားဘူးဆိုတဲ့ပုဂ္ဂိုလ်မှာမစ္စရိယမရှိဘူးဟုတ်လားအဲ့ဒါကြောင့်အတ္တသံပတ္တိပဋ္ဌဌာနံမစ္စရိယံမစ္စရိယဆိုသည်ကအတ္တသံပတ္တိပဋ္ဌဌာနကိုပိုင်နာလေးကိုပိုင်တဲ့စည်းစိမ်ဥစ္စာလင်နိကတ်တဲ့အကြောင်းရှိပါပဲဒီလိုတတ္ထပံမှတ်ထိုက်ပါပဲဤမစ္စရိယဘာကြောင့်ဖြစ်တယ်လေများပိုင်လို့ဖြစ်တယ်ပိုင်ဆိုင်မှုကြောင့်ဖြစ်ရတာပြီးတော့များကြီးပိုင်ထားတဲ့အပိုင်းကမပေးဘူးဒီလိုဖြစ်လာတယ်ဘာမှမရှိတဲ့အုပ်စုကတော့အဲ့ဒီမပေးတဲ့လူတွေများကြီးရှိတဲ့လူတွေကိုမကျေနပ်ဘူးဒီလိုဖြစ်လာဘယ်လိုဖြစ်လာများကြီးပိုင်တဲ့လူတွေကလည်းမပေးဘူးဒီလိုလာတယ်မပိုင်တဲ့မရှိတဲ့အပိုင်းကဘယ်လိုလဲအဲ့ဒီပိုင်တဲ့လူတွေရှိတဲ့လူတွေမပေးတဲ့လူတွေကိုလေမကျေနပ်ဘူးဒီလိုဖြစ်နေတယ်မဟုတ်လားမကျေနပ်တာကအိတ်သာသူများပိုင်နေတာကိုသူများမှရှိနေတာကိုမကျေနပ်တာက
အိတ်သာဆိုတာသူတစ်ပါးရဲ့ပိုင်ဆိုင်မှုတွေပြည့်စုံမှုတွေကိုမကျေနပ်နေတာအိတ်သာမနာလိုခြင်းဆိုတဲ့စကားကိုဒီတိုင်းပြောရင်ရှင်းဉာဏ်မှရှင်းသူတစ်ပါးတို့ရဲ့ပိုင်ဆိုင်မှုတွေကိုမကျေနပ်နေတာဝမ်းမမြောက်တာပါများပါလေအိတ်သာကိုပိုင်တာသူမြခွဲမပေးခြင်းတာပါများပါလေအဲ့ဒါကြောင့်ဘုန်းကြီးတို့တိုက်တွန်းမရစေများများကြီးရှိတဲ့လူတွေကမရှိတဲ့လူတွေကိုဝေပေးကြပါမေတ္တာတရားမရှိတဲ့လူတွေမရတဲ့လူတွေကလည်းပဲများများကြီးရှိများများကြီးရထားတဲ့လူတွေကိုမချေမနှက်မဖြစ်ကြပါနဲ့ကျင့်နှံ့အောင်နှလုံးသွင်းလိုက်ကြပါအဲ့ဒါမုဒိတာဟုတ်လားသူတစ်ပါးသိပြည့်စုံနေတာကိုကြည်ပြီးတော့ကျင့်နှံ့နေဝမ်းသာနေရင်သူဟာချမ်းသာတော့တာမုဒိတာဟာသူတစ်ပါးရှိတာမချေမနှက်ဖြစ်နေရင်ဘာလဲအိတ်သာထိုလူဒုက္ခပဲထိုလူဒုက္ခပဲဒီတော့သူတစ်ပါးရဲ့ပြည့်စုံမှုပိုင်ဆိုင်မှုကိုကြည့်ပြီးတော့မချေမနှက်ဖြစ်တဲ့အိတ်သာသည်သမုဒယသစ္စာဟုတ်လားသမုဒယသစ္စာသူတစ်ပါးရဲ့ပြည့်စုံမှုကြီးပွားမှုတိုးတက်မှုတွေလစာတွေတို့ယာရုတွေတို့ရောင်းလို့ဝယ်လို့ကောင်းအဲ့ဓာတွေကြည့်ပြီးတော့မကျေနပ်နေတာအိတ်သာသမုဒယသစ္စာမကျေမနပ်ဖြစ်နေတဲ့ဒုလူမှာခံစားရတဲ့ဝေဒနာပိုင်းကိုကြည့်လိုက်ပါဒေါမနတဝေဒနာပရိသတ်ကြီးဘာဝေဒနာဒေါမနတဝေဒနာကဒုက္ခသစ္စာသောတာပန်ပိုင်နာတွေကိုပြည့်စုံတာတွေကိုကြီးပွားတာတွေကိုတိုးတက်တာတွေကိုမချေမနှက်ဖြစ်ကြတဲ့အိတ်သာကသမုဒယသစ္စာတရားလုံးတိုင်းမှာသစ္စာရှိတယ်တဲ့ဟုတ်လားတရားလုံးတိုင်းမှာဘာပါတဲ့လေသစ္စာရှိတယ်သဘောတရားတိုင်းမှာဘာရှိလဲသစ္စာရှိတယ်လောကရဲ့နေရာတိုင်းမှာတောင်းတိုင်းမှာဘာဖြစ်လဲသစ္စာရှိတယ်ဘယ်မှမလွတ်ဘူးဒီသစ္စာကိုဘုန်းကြီးနှလုံးပြောထားတယ်ဟုတ်လားနောက်တစ်လုံးကိုပြန်မှတ်နော်သောတာပန်ရဲ့ပြည့်စုံတာတွေကြီးပွားတာတွေတိုးတက်တာတွေအောင်မြင်တာတွေများများကြီးပိုင်ထားတာတွေကိုကြည်၍ကြား၍မကျေနပ်ကြတဲ့အိတ်တာသည်သမုဒယသစ္စာအဲ့ဒီမချေမနှက်ဖြစ်တဲ့ပုဂ္ဂိုလ်ရဲ့နှလုံးသားမှာခံစားရတဲ့ဒေါမနတဝေဒနာကဒုက္ခသစ္စာဟောပရိသဗံသူတော်ကောင်းတို့တဲ့မေစရိယမှာလည်းသစ္စာဖွဲ့လို့ရတယ်အိတ်သားမှာလည်းပဲသစ္စာဖွဲ့လို့ရတယ်သစ္စာကင်းသောနေရာရှိသေးလားသတုသစ္စာဝိနိမုတ်တောဓမ္မောနာမနတ္ထိဒါတော့ဆရာရမယ်ထင်ပါတယ်ဆရာရေးပြပါသတုသစ္စာဝိနိမုတ်တောဓမ္မောနာမနတ္ထိသတုသစ္စာဝိနိမုတ်တောသစ္စာ၄ပါးမှာလွတ်သောဓမ္မောနာမတရားမြည်သည်နတ္ထိမရှိပါဘူးတဲ့ပရိသတ်ကြီးသစ္စာမှလွတ်သောတရားမြည်သည်မရှိဘူးတဲ့ဆရာရေးပြလိုက်ပါသတုသစ္စာဝိနိမုတ်တောအဲ့ဒီအိတ်သာကိုဖြစ်နိုင်မေစရိယဖြစ်နိုင်သတုသစ္စာဝိနိမုတ်တောဓမ္မောနာမနတ္ထိသတုသစ္စာဝိနိမုတ်တောဓမ္မောနာမနတ္ထိသစ္စာမှလွတ်သောသဘောတရားမြည်သည်မရှိပါဘူးဟုတ်လားသစ္စာမှကင်းလွတ်သောသဘောတရားရဲ့လို့မရှိပါဘူးမှတ်ချက်ရလားဘုရားပရိသတ်ရေဘာပဲပြောချင်တာပြောသစ္စာကလွတ်မလားမလွတ်ဘူးတဲ့
တဲ့ဘုန်းကြီးတို့မြတ်ဗုဒ္ဓကဘာပြောခဲ့တဲ့အဲ့ဒီသစ္စာတွေကိုပြောပြထားခဲ့တာနော်သစ္စာကိုသိရင်ဘာဖြစ်တုံးဆိုတော့စိတ်ထဲမှာတန့်ရှင်းတယ်သစ္စာကိုသိရင်စိတ်ထဲမှာတန့်ရှင်းတယ်ခုဘုန်းကြီးပြောတဲ့ဣဒ္ဓာနဲ့မစ္စရိယမှာသစ္စာဝင်ပုံကိုရအောင်ယူလိုက်ကြမိမိပိုင်နာကိုသူတစ်ပါးကိုဝေမပေးခြင်းတဲ့မစ္စရိယသည်သမုဒယသစ္စာမတ္တသလိုဝေပေးလိုက်ရတော့ကုံသွားတော့စိတ်ထဲမှာခံစားရတဲ့မကြည်မနက်ခံစားရတဲ့ဒေါမနတဝေဒနာကဒုက္ခသစ္စာမစ္စရိယကသမုဒယစိတ်ထဲခံစားရတဲ့ဒေါမနတဝေဒနာကဒုက္ခအဲ့ဒီသစ္စာကိုချုပ်ငြိမ်းစေဖို့မလုပ်ရမလဲအဲ့ဒီဒုက္ခကိုချုပ်ငြိမ်းစေဖို့မရှိတဲ့လူတွေကိုမေတ္တာထားပြီးတော့သူတို့တွေရှိစေခြင်းနဲ့ရစေခြင်းနဲ့ဆိုတဲ့မေတ္တာပြဋ္ဌာန်းပြီးတော့ဝေပေးလိုက်မယ်ဆိုရင်ခုနကမစ္စရိယဟာရပ်သွားတယ်မေတ္တာတရားကမေဃသစ္စာဖြစ်လာလိမ့်မယ်မစ္စရိယနဲ့ဒေါမနတချုပ်ငြိမ်းသွားတာကနိရောဓသစ္စာဖြစ်လာလိမ့်မယ်ဟုတ်လားသူတော်ဘာအဝေပေးမယ်တဲ့ကုံကျင်လဲကုံပါစေတော့ငါမဝိရနေပါစေတော့ငါမစရနေပါစေတော့သူတော်ဘာအဝေပေးခြင်းတဲ့မေတ္တာတရားမေဃသစ္စာဖြစ်မယ်ကြကြကြီးဝေပေးနေတဲ့ပုဂ္ဂိုလ်မှာမစ္စရိယရှိသေးလားဒေါမနတဝေဒနာကိုအဲ့ဒီနှစ်ခုချုပ်ငြိမ်းသွားတာကနိရောဓသစ္စာသတ္တုသစ္စာဝိနိမုတ်တောဓမ္မောနာမနတ္ထိသစ္စာမှလွတ်သောတရားမရှိဘူးသစ္စာ၄ပါးစုံသွားဗလားမေစရိယဆိုတာတကယ်ရှိတယ်တကယ်မှန်တယ်မေစရိယရဲ့အကျိုးဖြစ်တဲ့ဒေါမနတဝေဒနာလည်းပဲတကယ်ရှိတယ်တကယ်မှန်တယ်ကာလတိုင်းမှန်တယ်ဒေသတိုင်းမှန်တယ်ပုဂ္ဂိုလ်တိုင်းမှန်တယ်တကယ်ရှိတကယ်မှန်သောတရားပရမတ္ထသစ္စာဘာသစ္စာဟိုတနေ့ကပြောခဲ့တယ် real truth ဆိုတာသူပဲနော်အဲ့ဒီပရမတ္ထသစ္စာကိုအရိယသစ္စာအဆင့်ရောက်အောင်ခုပြောပြလိုက်ပါပြီမေစရိယဆိုတာဒုက္ခကိုဖြစ်စေတယ်တဲ့မေစရိယဒီဘာကိုဖြစ်စေလဲကုကြည့်လေမပေးခြင်းတဲ့အရာဝတ္ထုမပေးခြင်းတဲ့နေရာကိုမပေးလို့တဲ့ပစ္စည်းကိုဝေမပေးခြင်းတဲ့နေရာကလေးကိုဖက်မပေးခြင်းတဲ့ကိုအဖွဲ့အစည်းကိုပရိသတ်လည်းသူများပရိသတ်ဖြစ်ထားမကြိုက်ဘူးဗျကိုနောက်လိုက်သူများနောက်လိုက်ဖြစ်သွားမှမကြိုက်ဘူးလောကရဲ့သဘောဒါကုလမစ္စရိယခေါ်ကိုကြော်ကြတဲ့ဂုံတရင်မျိုးသူများရသွားရင်မကြိုက်ဘူးဗျဒါဝဏမစ္စရိယခေါ်တယ်ကိုသိတဲ့အသိဉာဏ်ဘုသူရတွေသူတစ်ပတ်သိသွားမှာကိုကမပေးခြင်းဘူးမဖြန့်ခြင်းဘူးဒါဓမ္မမစ္စရိယခေါ်တယ်မစ္စရိယနယ်ကကြေကြီးဟုတ်လားအဲ့ဒါကြောင့်ကိုပိုင်နာလေးကိုဝယ်မပေးခြင်းနဲ့မစ္စရိယအဲ့ဒီမစ္စရိယနဲ့တွဲပြီးတော့ခံစားရတဲ့ဒေါမနတာတကယ်ရှိလို့တကယ်မှန်တဲ့မစ္စရိယတရားဒေါမနတာတရားအဲ့ဒါကဘာပါလဲပရမတ္ထသစ္စာဟုတ်လားအဲ့ဒီမစ္စရိယသည်ဘာကိုဖြစ်စေသလဲလို့ဆိုတော့ဒေါမနတဝေဒနာကိုဖြစ်စေတယ်ဘာကိုဖြစ်စေအကြောင်းကမစ္စရိယအကျိုးကဒေါမနတအကြောင်းမစ္စရိယသည်သမုဒယသစ္စာအကျိုးဒေါမနတဝေဒနာကဒုက္ခသစ္စာဟောပရမတ္ထသစ္စာဘောမှာခုဘုန်းကြီးတို့အရိယသစ္စာကိုထပ်ဆင့်တဲ့အခါပရမတ္ထသစ္စာဘောမှာအရိယသစ္စာကိုထပ်ဖွင့်တဲ့အခါမေစရိယကိုအကြောင်းစိတ်ထဲတမိမိ
တီကောင်ဆန်းနဲ့တွန့်လိုက်သလိုတွန့်လိမ့်ပြီးတော့ခံစားနေရတဲ့ဒေါမနတဝေဒနာသူကအကျိုးအကြောင်းအကျိုးဆက်လိုက်တော့အကြောင်းမစ္စရိယသည်သမုဒယအကျိုးဒေါမနတဝေဒနာကဒုက္ခဒါသံတရာဝတ်မှာဖြစ်တဲ့သစ္စာနှစ်ပါးတတွဲထဟောတစ်ဖက်တစ်ခါကြည့်လိုက်တော့စားစရာမရှိတဲ့လူကိုစားစရာပေးမယ်အဝတ်မရှိတဲ့လူကိုအဝတ်ပေးမယ်နေစရာမရှိတဲ့လူကိုကိုယ်နေရာလေးကိုဝယ်ပေးပြီးတော့ကိုယ်နေရာလေးကိုနေခွင့်ပေးမယ်ပရိသတ်နှုတ်လိုက်မရှိတဲ့ပုဂ္ဂိုလ်ကိုကိုယ်ပိသကိုခွဲပြီးတော့ပေးမယ်ဂုံတည်းမရှိတဲ့လူကိုဂုံတည်းရအောင်ကိုကကြံဆောင်ပေးမယ်အသိဉာဏ်ခေါင်းပါနေတဲ့လူတို့ကြီးကအသိဉာဏ်တိုးတက်အောင်ကိုကအကျိုးစားပေးမယ်မေတ္တာတရားပြဋ္ဌာန်းလာတယ်ဘာပြဋ္ဌာန်းလဲအဲ့ဒီမေတ္တာတရားသည်ပွားများအပ်သည်ဖြစ်ခြင်းကြောင့်မေတ္တာတရားဆိုတာပွားများအပ်သည်ဖြစ်ခြင်းကြောင့်မက္ခသစ္စာမေတ္တာပွားတော့ဟိုတစ်ဘက်ကကျင်းမြောင်းတဲ့စိတ်ထားမစ္စရိယခေါင်းပါသွားတာကနိရောဓသစ္စာဟုတ်လားပွားများအပ်တဲ့မေတ္တာသည်ဘာသစ္စာမေတ္တာပွားတော့ကျင်းမြောင်းသောစိတ်ထားလို့ဆိုသည်မစ္စရိယခေါင်းပါသွားတာကသစ္စာ၄ပါးဖြစ်မလားဘူးလားဒုက္ခသစ္စာသမုဒယသစ္စာနိရောဓသစ္စာမေဃသစ္စာဟုတ်လားဓမ္မစကြာရွတ်ပြရင်ပရိသတ်ကြီးကကြည်ညစ်ပြီးသားမို့လို့ဘုန်းကြီးတို့ကဓမ္မစကြာရွတ်မပြတက္ကသိုလ်ဗုဒ္ဓဘာသာအသင်းအမျိုးကောင်းသမီးတွေကဘုန်းကြီးတို့ကဓမ္မစကြာကိုဣဒံခောပနာဘိခဝေစယုံရှိသေးတယ်သူတို့ကဒုက္ခရိယသစ္စာဖြစ်နေကြမှာဘုန်းကြီးတို့ကဣဒံခောပနာဘိခဝေလုံးယုံရှိသေးတယ်သူတို့လေးတွေကဒုက္ခရိယသစ္စာလို့ဖြစ်နေမှာပါကြည်ပြီးသားအဲ့ဒါကြောင့်ဓမ္မစကြာဘုန်းကြီးတို့မရွတ်ပါဘူးရွတ်ဖို့ရလည်းမရပါဘူးမျိုးသမီးလေးတွေသိပ်တော်တာဘုန်းကြီးတို့မရတဲ့ဓမ္မစကြာကိုသူတို့ရခုတော့ဘုန်းကြီးကဆရာမင်းတင်မပြောနေတဲ့တွန့်ဆိုတဲ့စကားလေးကြိတ်ထာနဲ့ပဲမစ္စရိယနဲ့အိဒါကိုကောက်ပြီးတော့ဘုန်းကြီးတို့သစ္စာ၄ပါးပြောပါတယ်ဗျာဟုတ်လားဒီကနေ့တော့ဓမ္မယုံတရားဖြစ်ပါတယ်နော်ဓမ္မယုံကြီးရဲ့လှပတင့်တယ်ရှုခြင်းစပါးဖြစ်ဖို့အရေးကိုဒီကနေ့သစ္စာ၄ပါးတရားသစ္စာ၄ပါးတရားတနည်းသစ္စာ2မျိုးဘယ်နှမျိုးလဲပရမတ္ထသစ္စာအရိယသစ္စာပရိသတ်ကြီးဘာသစ္စာနဲ့ဘာသစ္စာပရမတ္ထသစ္စာနဲ့အရိယသစ္စာဟုတ်လားပရမတ္ထသစ္စာတကယ်ရှိ၍တကယ်မှန်သောတရား real truth လို့ခေါ်ပါတယ်အရိယသစ္စာဆိုတာကမြင့်မြတ်သူတို့သိမြင်သောတရားမြင့်မြတ်သူတို့သိမြင်သောတရားမြတ်သူမြင့်သူတို့သိတဲ့မြင်တဲ့သစ္စာတရားအရိယသစ္စာဆိုတာအထက်တန်းရောက်လာမှအဲ့ဒီသစ္စာကမြင်တယ်အဲ့ဒီသစ္စာကိုမြင်လိုက်ရင်လည်းပဲဒုသူကထက်တန်းရောက်သွားပြီဒါကြောင့်သူ့ကိုအရိယသစ္စာ novel truth လို့ခေါ်ပါတယ်သစ္စာဘယ်နှမျိုးပါလဲတိပရမတ္ထသစ္စာ real truth နဲ့အရိယသစ္စာ novel truth ဟုတ်လားပရမတ္ထသစ္စာအရိယသစ္စာဟူ၍သစ္စာ2မျိုးပါသမုဒိသစ္စာကိုဘုန်းကြီးတို့အသာလေးခြံထားပါတယ်သိပြောစရာတွေများနေလို့လိုအပ်တဲ့သစ္စာ2ခုကိုလိုအပ်တယ်လို့ဘုန်းကြီးတို့ပြောပါတယ်ပရမတ္ထသစ္စာအရိယသစ္စာဟုတ်လားခုနကစာပတ်ရလိုက်ပြီမဟုတ်လားသတ္တုသစ္စာဝိနိမုတ်တော်ဓမ္မောနာမနတ္ထိရလိုက်တယ်နော်
သစ္စာ၄ပါးမှလွတ်သောသဘောတရားရဲ့လို့မရှိပါဘူးတဲ့သစ္စာကအကျယ်ကြီး30ပုံအရက်စမျက်နှာအနန္တစัจ java လာတတ္တဝါတိုင်းရဲ့တန်တန်မှသစ္စာရှိပါတယ်ဟုတ်လား30ပုံအရက်စမျက်နှာအနန္တစัจ java လာတတ္တဝါတိုင်းရဲ့တန်တန်မှသစ္စာရှိပါသည်ကိုယ်နှလုံးသားထဲမှာအိတ်သာအရှိမစ္စရိယအရှိဟုတ်ကဲ့လားရှိတယ်မဟုတ်လားပရိသတ်ကြီးရှိလားဟောဗျာဒါလောက်ဟောနေတာအိတ်သာနဲ့မစ္စရိယမရှိဘူးထင်တာသူတို့ကရှိတယ်တဲ့ခက်တော့ခက်ပြီဟောရှိပရိသတ်ဟာအိမ်သာကိုဘာနဲ့ပဲမလဲမုဒိတာနဲ့ပဲမစ္စရိယကိုဘာနဲ့ပဲမယ်မေတ္တာနဲ့ပဲဟုတ်လားမေတ္တာပွားတော့ဟိုဘက်ကဒါနဖြစ်ပါတယ်နော်ပရမတ္ထဓာတ်သားကိုပဲပြောကြရအောင်နော်ဒါနနဲ့ပဲဆိုတာမှန်ပါတယ်သို့တော့ပရမတ္ထတရားတစ်ခုကိုပရမတ္ထတရားတစ်ခုနဲ့ပေရာကသဘာဝသိကြဟုတ်လားမစ္စရိယဆိုတာပရမတ္ထသစ္စာတစ်လုံးသူကိုပယ်မယ်ဆိုတဲ့မေတ္တာသည်ပရမတ္ထသစ္စာတစ်လုံးဟုတ်လားမစ္စရိယဆိုတဲ့ပရမတ္ထသစ္စာကိုမေတ္တာဆိုတဲ့ပရမတ္ထသစ္စာနဲ့အစားထိုးပြီးတော့ထုတ်ပြရမယ် eradicate ဟုတ်လားမစ္စရိယကိုထုတ်ပြဖို့ရန်အတွက်ဘာအစားသွင်းမေတ္တာအစားသွင်းအိဒါကိုထုတ်ပြဖို့ရန်ဘာအစားသွင်းမုဒိတာတဲ့တော်တော်မရှိနေတာလေးတွေပြည့်စုံနေတာလေးတွေကြီးပွားတိုးတက်နေတာလေးတွေကိုကြည်ပြီးတော့ဝမ်းမြောက်အောင်နေတတ်ကြရဲ့ဘလောက်ကောင်းမလဲလောကကြီးကသိပျော်စရာကောင်းမှာမုဒိတာဟုတ်လားမုဒိတာမပွားနိုင်တော့ဘာဖြစ်လဲအိဒါဝင်နေမေတ္တာမပွားနိုင်တော့မစ္စရိယဝင်လာတယ်ဒီလိုမဟုတ်လားအဲ့ဒါကြောင့်ပရိသတ်ဘောသူတော်ကောင်းတို့ပရမတ္ထသစ္စာပိုင်းမှာအိဒါမစ္စရိယသူတို့နဲ့တွဲပြီးတော့ခံစားရတဲ့ဒေါမနတဝေဒနာပရမတ္ထသစ္စာကိုကောက်ပြောရင်အိဒါနဲ့မစ္စရိယဒေါမနတဝေဒနာပြီးတော့မေတ္တာမုဒိတာအဲ့ဒါတွေအကုန်လုံးပရိသတ်ကြီးဘာသစ္စာလဲပရမတ္ထသစ္စာအိဒါဆိုတာတကယ်ရှိတယ်တကယ်မှန်တယ်မစ္စရိယတွေဒေါမနတဝေဒနာတွေမေတ္တာတွေမုဒိတာတွေဒါတွေအကုန်လုံးကာလတိုင်ဒေသတိုင်ပုဂ္ဂိုလ်တိုင်းမှာရှိ၍မှန်နေသောကြောင့်သိရှိသမျှအကုန်လုံးစေတသိက်ရှိသမျှအကုန်လုံးရုပ်ရှိသမျှအကုန်လုံးနိဗ္ဗာန်ကတော့တခုတည်းရဲ့စိတ်စေတသိက်ရုပ်နိဗ္ဗာန်အကုန်လုံးကိုပါခေါ်ကြမယ်ပရမတ္ထသစ္စာခေါ်မယ်အဲ့ဒီထေကြတော့မှထိုပရမတ္ထသစ္စာပေါ်မှာဆင့်ပြီးတော့မှဘာလို့ယူရလဲအရိယသစ္စာကိုဖော်ထုတ်ယူရပါတယ်ပရမတ္ထသစ္စာတည်းမှာအရိယသစ္စာကိုဖော်ထုတ်ယူရပါတယ်ခုဘုန်းကြီးတို့ပရိသတ်ဖော်ပြတာမမိလောက်ပါတယ်အိဒါကိုပြန်ကြည့်ဒုရဘာပြည့်စုံကြည်ပွားတိုးတက်နေတာကိုကြည့်၍ကြား၍မကြည်နတ်တာအိဒါသမုဒယသစ္စာအဲ့ဒီမကြည်နတ်တဲ့လူရဲ့နှလုံးသားမှာဘယ်လိုခံစားရပင်ပန်းပြီးတော့မကြည်နပ်ဘူးဆိုတော့ပင်ပန်းမနေဘူးလားဘာဝေဒနာသူသည်ဒုက္ခသစ္စာအဲ့ဒီဒေါမနတဟာဘာကြောင့်ဖြစ်အိဒါကြောင့်ဖြစ်တာအိဒါကဘာသစ္စာသမုဒယသစ္စာစိတ်တမိမိခံရတဲ့ဒေါမနတာကဒုက္ခသစ္စာအဲ့ဒီသမုဒယနဲ့ဒုက္ခကိုသဘောပေါက်လိုက်လို့ရှိရင်ဟုတ်လားမစ္စရိယတိဒီနေရာဘာဖြစ်တယ်သမုဒယသစ္စာသူဒီ cause of a suffering ဟုတ်လားဟိုဒေါမနတဝေဒနာကသူက suffering ဖြစ်နေတယ်
အဲ့ဒီဒေါမနတနဲ့ဒုက္ခကိုပယ်ဖို့ရန်နီလန်းဘုန်းကြီးတို့ပြိဿရှာကြည့်နီလန်းရှာကြည့်ဘာသွားရလဲမုဒိတာဘာဝနာသွားရတယ်မုဒိတာဘာဝနာပွားများဖို့နီးစနစ်ကိုသုတ်တံပိဋကမှာအပြည့်စုံပြောပြထားတယ်ဟုတ်လားဣဒ္ဓမစ္စယတို့ရဲ့သဘောအကျေအပြန့်ကိုအဘိဓမ္မာပိဋကမှာပြောပြထားတယ်မုဒိတာပွားများရမယ်နီးစနစ်တွေကိုဘယ်မှာပြောလဲသုတ်တံမှာပြောပြထားတယ်နီးစနစ်ပိုင်းကသုတ်တံသဘောတရားပိုင်းကအဘိဓမ္မာအဲ့ဒါတွေကိုစီကံသတ်ပေးလိုက်တာဝိနည်းဒါလောက်ပြည့်စုံတဲ့ဗုဒ္ဓသာသနာတော်ကြည်ညိုမိခိုနေရတာဘုန်းကြီးတို့ပြိဿလူတွေကလူပဲဟုတ်လားလူတွေကလူပဲဒါလောက်ပြည့်စုံတဲ့သာသနာမျိုးကိုကြည်ညိုခွင့်ရတယ်ကျင့်ခွင့်ရတယ်ဆိုတဲ့လူဟာကဘာမှာနည်းနည်းလေးပဲရှိတော့တယ်နောက်ဓာတ်နဲ့နေသွားအောင်မယ်ဆိုတာစိတ်ချပါဒီကနေ့ကမ္ဘာလူဦးရေအလုံးရဲ့9ပုံတပုံပဲဘုန်းကြီးတို့ပြိဿဗုဒ္ဓဘာသာရှိပါတယ်အဲ့ဒီတပုံကလည်းပဲနောင်ဘလောက်ခံမလဲဆိုတာစောင့်ကြည့်ရဒါကြောင့်ဒီလိုသစ္စာတရားတွေကိုမကွယ်မပြောက်အောင်ထိမ့်သိမ်းတော်မူကြတဲ့သံဃာတော်ရှင်မြတ်တို့ကဘလောက်ကျေးဇူးတင်ဖို့ကောင်းတယ်ဆိုတာကိုလည်းပဲတန်ခမ်းတရဏံကိစ္ဆာမိပိုင်းမှာသဘောပေါက်ဖို့လိုပေလိမ့်မယ်ဟုတ်လားခိုင်ဒီရာပရိသတ်ပေါင်းသူတော်ကောင်းတို့သစ္စာရလာပြီမုရိဒာတရားသည်ဘာပါတယ်လဲမေဃသစ္စာဟုတ်လားသောရဘာရဲ့ပြည့်စုံကြီးပွားတိုးတဲ့အောင်မြင်တာတွေကိုဝမ်းသာပါတယ်လို့ကြည်ကြည်နက်နက်ကြီးဝမ်းမြောက်နေတဲ့လူရဲ့ရင်တဲ့နှလုံးထဲမှာထမင်းမစားရနေပါစေအလိုလိုပြည့်နေတယ်ဟုတ်လားအဲ့ဒီတော့ပြိဿဘောသူတော်ကောင်းတို့သူသဏ္ဍန်ဒေါမနတဝေဒနာမချုပ်ငိမ့်ဘူးလားဒေါမနတဝေဒနာချုပ်ငိမ့်တဲ့သူ့ရဲ့အကြောင်းရင်းဖြစ်တဲ့အိဋ္ဌာတရားလဲချုပ်ငိမ့်တဲ့ဒေါမနတနဲ့အိဋ္ဌာတရားချုပ်ငိမ့်သွားတာတနည်းသမုဒယနဲ့ဒုက္ခချုပ်ငိမ့်သွားတာဘာလဲနိရောဓသစ္စာကိုပွားများနေတဲ့မုဒိတာကမဂ္ဂသစ္စာ၄ပါးဘယ်မှမလွတ်ဘူးခုနကဇာပိုက်ရလိုက်ခဲ့လားဘယ်လိုဆိုမလဲဆိုကြည့်ပါသတ္တုသစ္စာဝိနိမောတောဓမ္မောနာမနတ္ထိပြန်စို့သတ္တုသစ္စာဝိနိမောတောဓမ္မောနာမနတ္ထိသတ္တုသစ္စာဝိနိမောတောသစ္စာ၄ပါးမှာကင်းလွတ်သောဓမ္မောနာမဓမ္မမြည်သည်နတ္ထိမရှိဘူးတဲ့သစ္စာ၄ပါးမှာကင်းလွတ်သောဓမ္မဆိုတာမရှိပဲဘူးဟုတ်လားပရမတ္ထသစ္စာကစိတ်89စေတသိက်52ယုတ်28နိဗ္ဗာန်1အဲ့ဒါဒီအလုံးသည်ပရမတ္ထသစ္စာအရိယသစ္စာဆိုသည်ကဒုက္ခသမုဒယនិရောဓမေဃဒါပဲအရိယသစ္စာက၄ခုပဲရှိတယ်ပရမတ္ထသစ္စာကတော့စိတ်ရှိသမျှအလုံးစေတသိက်ရှိသမျှအကုန်လုံးရုပ်ရှိသမျှအကုန်လုံးနိဗ္ဗာန်တရားအဲ့ဒါတွေပရမတ္ထသစ္စာအမျိုးအစား2ပါးပရမတ္ထသစ္စာနဲ့အရိယသစ္စာ2ပါးဟုတ်လားပရမတ္ထသစ္စာကိုသိလို့ရှိရင်ဒိဋ္ဌိစင်တယ်အရိယသစ္စာကိုသိလို့ရှိရင်တဏှာစင်တယ်တဲ့ဟုတ်လားပရမတ္ထသစ္စာကိုသိလျင်ဘာဖြစ်တယ်စိတ်စေတသိက်ရုပ်နိဗ္ဗာန်ကိုနားလည်ရင်ဒိဋ္ဌိစင်တယ်ပေါ့ဟုတ်လားကိုယ်စိတ်ကိုမသိဒိဋ္ဌိပဲကိုယ်စေတနာကိုယ်ဝေဒနာကိုမသိရင်ဒိဋ္ဌိပဲဟုတ်လားကိုယ်ရုပ်အကြောင်းကိုမသိရင်ဒိဋ္ဌိပါပဲ
နိဗ္ဗာန်ရှိလျက်နဲ့လည်းမခံနိုင်ရင်ဒိဋ္ဌိပါပဲဟုတ်လားအဲ့ဒါကြောင့်စိတ်မသိစေတသိက်မသိရုပ်မသိနိဗ္ဗာန်မသိအဲ့ဒါဒိဋ္ဌိပရမတ္ထသစ္စာနာမလဲရင်ဒိဋ္ဌိမစင်ဘူးလို့မှတ်ကြဒီတော့ဒိဋ္ဌိသန့်စင်ခြင်းအတွေ့ပရမတ္ထသစ္စာကိုသိအောင်အထုတ်ကြပါတဏှာခေါင်းပါရေးအတွက်ဘာပါတဲ့ရိယသစ္စာကိုနားလည်အောင်အထုတ်ကြပါဒိဋ္ဌိတဏှာဒီနပြသံတရာဒုက္ခပေးနေတာဟုတ်လားဒိဋ္ဌိနဲ့တဏှာဒီနပါတိသံတရာမှာဒုက္ခပေးတယ်တဲ့ပရိသတ်ကြီးမှတ်မိပြီလားကြည့်လိုက်ရှိတဲ့လူတွေရဲ့အုပ်စုကမပေးဘူးဆိုရင်လေမရှိတဲ့အုပ်စုကဘာဖြစ်လာဘာကြောင့်သူမပေးခြင်းရတာလဲဆိုပြီးတော့မကျေနပ်ဘူးရှိတဲ့လူတွေကမပေးဘူးဝေမပေးဘူးဝေမပေးဘူးဆိုရင်ဟိုမရှိတဲ့စားစရာမရှိဝတ်စရာမရှိတဲ့လူတွေကဘာဖြစ်လာမကျေနပ်ဘူးအိတ်တန်အုပ်စုနဲ့မိတ်စရိယအုပ်စုကမ္ဘာအုပ်စုကြီးနှစ်ခုတွေ့လားဘာအုပ်စုနဲ့ဘာအုပ်စုအိတ်တန်အုပ်စုနဲ့မိတ်စရိယအုပ်စုများများကြီးရှိတဲ့အပိုင်းမှာမိတ်စရိယလွန့်မရှိတဲ့မရတဲ့အပိုင်းကအိတ်သာလွန့်ကဘာကြီးရဲ့အုပ်စုနှစ်စုကဘုန်းကြီးတို့ပရမတ္ထသစ္စာနီးအရာခွဲလိုက်တာအဲ့ကဘာအုပ်စုကြီးနှစ်ခုတွေ့လားများများကြီးရှိတဲ့အပိုင်းမှာမိတ်စရိယဟိုမရှိစရိယနေတဲ့အပိုင်းကအိတ်သာကဘာအုပ်စုကြီးနှစ်ခုဟုတ်လားအဘိဓမ္မာနီးအရာပရမတ္ထသစ္စာနီးအရာကဘာကိုအုပ်စုခွဲရင်ဒီနှစ်စုဟာရေပုံရသဘောအဖြစ်ရပါတယ်နော်အဲ့ဒီနှစ်အုပ်စုကြားမှာပရိသတ်ရေတောက်လာတဲ့မီးကဒေါသဟုတ်လားရှိတဲ့လူတွေကလည်းကိုယ်ပိုင်တာသူများနဲ့ရောလိုက်ရရင်မကြိုက်နိုင်သီးမခံနိုင်မရှိတဲ့လူတွေကလည်းပဲဒီကောင်ဘာဖြစ်လို့ဒီလောက်ချမ်းသာတယ်လဲဆိုပြီးတော့မကျေနပ်ချင်ကြဘူးနှစ်အုပ်စုကြားဗာမီးလောက်ဒေါသမီးတောက်လာတယ်စေတသိက်တစ်လုံးစိတ်တစ်လုံးရပြန်တယ်ဟုတ်လားအဲ့ဒါကြောင့်ပရိသတ်ပေါင်းသူတော်ကောင်းတို့ကဘာကြီးရဲ့အုပ်စုနှစ်ခုတိုက်ပွဲကြားမှာလောင်တဲ့မီးသည်တဲ့ဗာမီးများပါလဲဒေါသမီးလောင်နေတယ်အဲ့ဒါကြောင့်ကဘာကြီးဘယ်နဲ့လို့ချမ်းသာနိုင်ကြမလဲဟုတ်လားအဲ့ဒီသစ္စာတရားတွေကိုမမြင်ချမ်းသမျှကာလပတ်လုံးဒုက္ခမှမလွတ်ဘူးလို့မြတ်ဗုဒ္ဓဒါမိတ်နေသတ္တုဏရိယသစ္စာနံယထာဘုဒ္ဓံအတ္တသနာသံသီတံဒီကမတ္တနံတန္တဝိတံသံတရိတံမမင်းဇေဝတုံမကင်းစာယဟန်တို့ငါဖျားသည်၎င်းသေယဟန်တို့သည်၎င်းသူတော်သူမြတ်တွေသိအပ်တဲ့သစ္စာတရားကိုမသိကြတဲ့အတွက်ကြောင့်ဒုက္ခသံသရာထဲမှာရှိလျက်စွာကျင်လီခဲ့ရပါပြီဒီလိုပြောတယ်